ကျွန်တော်ဟာကိုဘော်ကကြီးတွေကိုလုံးပြီးတော့တထွေးကြီးတယောက်ကိုဒါဟာကင်ဆာယောဂပျောက်ကင်းစေနိုင်တဲ့အထူးဆေးလုံးပါလို့ပြောကပေးခဲ့ပါတယ်အဲ့ဒီနောက်ကျွန်တော်လည်းအစားတို့ပို့တဲ့အလုပ်ကိုဆက်လုပ်ဖို့ထွက်လာခဲ့တာပေါ့တထွေးကြီးကတော့အဲ့ဒီညစ်ပတ်နေတဲ့ကြီးလုံးကြီးကိုကြည့်ပြီးယွန်းရှားနေသလိုသူ့သမီးကလည်းကျွန်တော်ကိုလူလိန်လို့ပဲသတ်မှတ်ထားပါတယ်ဒါပေမဲ့ကားဆရာကဘရစ်ကိုရုတ်တရက်ဥလိုက်တဲ့အချိန်မှာတထွေးကြီးဟာအဲ့ဒီကြီးလုံးကိုမတော်တဆမြူချမိထွားပါတော့တယ်သူဟာအယံပြုတ်အန်ဂျင်နာနဲ့ဆေးရုံကိုအပြေးလွှာသွားပြီးစစ်ဆေးမှုတွေလုပ်ခဲ့ရတယ်ဆေးစစ်ချက်ရလက်တွေထွက်လာတဲ့အခါမှာတော့ဆရာဝန်ကမွင့်တက်သွားပြီးခန္ဓာကိုယ်တွေကကင်ဆာဆဲတွေအကုန်လုံးပျောက်ကွယ်သွားပြီလို့ပြောလိုက်ပါတယ်တထေးကြီးဟာကျွန်တော်ရဲ့ကြီးလုံးကသူ့ရဲ့နောက်ဆုံးအဆင့်ကင်ဆာယောဂကိုကုသပေးလိုက်မယ်ချက်ချင်းသိသွားပြီးကျွန်တော်အစားအသောက်ပို့နေတော့မှပဲလိုက်ရှာပါတော့တယ်သူကကြီးစုဆက်တဲ့အနေနဲ့သူ့သမီးနဲ့လက်ထပ်ပေးဖို့ကမ်းလှမ်းပေမဲ့ကျွန်တော်ကတော့စိတ်မဝင်စားပါဘူးကျွန်တော်ကသူ့ကိုမြင်လို့ကူညီပေးလိုက်တာပဲရှိတာပါကျွန်တော်အလုပ်ဆက်လုပ်ဖို့ပြင်နေတော့တထေးကြီးကဒေါ်လာတန်း300တန်နဲ့ဇင်ခံဗီလာကြီးတစ်လုံးကိုလက်ဆောင်ပေးပြန်တယ်အမေကိုတက်တောင်တက်တာထားချင်တာနဲ့ကျွန်တော်အဲ့ဒီလက်ဆောင်ကိုလက်ခံလိုက်ပါတယ်ကျွန်တော်အမေကိုခေါ်ပြီးဗီလာစီသွားတဲ့အခါမှာတော့အဲ့ဒီမှာရီးစားဟောင်းနဲ့မတော်တဆဆုံမိပါတယ်သူကအစားတော်ပို့တဲ့လူတစ်ယောက်ကဒီလူကုန်ထန်ရက်ွက်ထဲဘာလာလုတာလဲဆိုပြီးလောင်ပြောင်ယုံတင်မကားပဲသူ့နောက်ကိုလိုက်ချောင်းနေတာလားဆိုပြီးဆွဆွဲပါသေးတယ်ကျွန်တော်ကဒီမှာနေတာလို့ပြောလိုက်တော့သူကပို့ပြီးရေမောကကျွန်တော်ကိုအယူလိုတောင်ခေါ်ခဲ့တယ်အဲ့ဒီအချိန်မှာလုံခြုံရေးတွေကကျွန်တော်ကိုအယိုသေးပြီးနှုတ်ဆက်ကြလို့သူအံ့ဩသွားပြီမိတ်နောက်တော့လုံခြုံရေးတွေကကျွန်တော်ကိုမန်နေဂျာအသစ်နဲ့မှားနှုတ်ဆက်ပြီးသွားတဲ့အခါကျွန်တော်ကိုလူလိန်ဆိုပြီးအပြင်ထုတ်ဖို့လုပ်ကြပြန်တယ်အဲ့ဒီအချိန်မှာတကယ့်မန်နေဂျာအသစ်ရောက်လာပြီးလုံခြုံရေးတွေကိုတားကကျွန်တော်ကိုယူသေးတောင်းပန်ပါတယ်ဒီဗီလာကိုအရေးကြီးတဲ့ဧည့်သည်တယောက်ဟာလက်ဆောင်ပေးထားတယ်ဆိုတာသူသိထားလို့ပါဒါပေမဲ့ရီးစားဟောင်းကဒီလိုဝတ်စားထားတဲ့လူကဘယ်လိုလုပ်တထေးကြီးရဲ့ဧည့်သည်ချစ်နိုင်ပါလဲလို့တွေးထုတ်လိုက်တဲ့အခါမန်နေဂျာကပါကျွန်တော်ကိုတန်တရားဝင်ထားပါတယ်ကျွန်တော်ကတော့ထုတ်ပြပေမဲ့သူတို့ကကျွန်တော်ကိုတော့ခိုးထားသူလို့ဆွဆွဲပြီးဖန်ဆီးဖို့လုပ်ကြတယ်အမေကကျွန်တော်တို့တောင်းပန်ပေးတာကိုမန်နေဂျာကအမေကိုမြေကြီးပေါ်လေးချသွားအောင်ကန်ထုတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာတထေးကြီးရဲ့သမီးရောက်လာပြီးအခြေအနေကိုတားလိုက်ပါတယ်မန်နေဂျာကကျွန်တော်တော့ခိုးထားကြောင်းသူမစီတိုင်တော့လိုက်တဲ့အခါသူမကမန်နေဂျာကိုပါးရလိုက်ပြီးငါအဖေကဒီဗီလာတစ်ခုလုံးကိုသူ့ကိုပေးထားပြီးပြီလို့ဒေါသတကြီးပြောလိုက်ပါတယ်ရီးစားဟောင်းကဆက်ပြီးအကိတရှာဖို့စူးစမ်းပေမဲ့ဒီတစ်ခါမှာတော့မန်နေဂျာကပဲသူမကိုပြန်ကန်ထုတ်လိုက်တော့တာပါမန်နေဂျာကကျွန်တော်ကိုခွင့်လွှတ်ဖို့တောင်းပန်ပေမဲ့သူကအမေကိုနာကျင်အောင်လုပ်ခဲ့တာကြောင့်ကျွန်တော်လက်မခံပါဘူးဒါနဲ့တထေးကြီးသမီးကအဲ့ဒီမန်နေဂျာကိုအလုပ်ကနေချက်ချင်းထုတ်ပြီးဘယ်လုပ်ငန်းခွင်မှာမှအလုပ်ပြန်မရအောင်နာမည်ပြည့်စီရင်သွင်း